တော်လန်နေတာမဟုတ်ဘူးတော်လန်ရေးကိုကူနေတာမဟုတ်ဘူးတော်လန်ရေးနှောင့်နှေးအောင်တော်လန်ရေးကြီးရှိမရအောင် NUG ရဲ့လှုပ်ဆောင်ချက်တွေရို့ရွေးအောင်ပျက်စီးအောင်နှောင့်နှေးအောင်ခြေထိုးခံတာမဟုတ်ဘူးမမှားဘူးဆိုလို့ရှိရင်ခွေးနှုံကြောင်ပါဇက်ကအမြဲတမ်းပြောနေတဲ့စကားသူကိုယ်တိုင်လုပ်နေတာလို့ပြောရမှာစစ်ကောင်စီကစနစ်တကျလွတ်ထားတဲ့အကောင်တွေပဲဖြစ်မှာအားလုံးမင်္ဂလာပါကိုလင်းလင်း YouTube channel ကနေကြိုဆိုပါရစေကိုလင်းရဲ့ YouTube channel ကို like ပေးခြင်း comment ရေးခြင်း share ပေးခြင်းဖြင့်ကူညီပေးပါလို့မြတ်တရားခံပါတယ်ဒီနေ့ video file လေးပြခြင်းလဲလာ video file လေးရင်ကြည့်လိုက်မယ်ပြီးတော့မှပါလေးဟုတ်ဘူးဒီနေ့ကပါပုတ်ကမှာမဟုတ်ဘူးကျွန်တော်တင်ယူရမှာကျွန်တော်တို့တွေတေချာနာထောင်ပြီးတော့မှားလားမှန်လားဆိုတာစဉ်းစားရမှာပြီးသွားလို့ရှိရင်လိုက်ပြီးတော့လောက်ကမှာကျွန်တော်ဆောင်ရွက်ကမှာပေါ့နော်တိုင်းနာလာဗီဒီယိုဖိုင်လေးတူကြည့်မယ်ပြီးတော့မှလိုတာလေးထပ်ဖြစ်တချို့ကလည်းပဲခုနကပြောခဲ့တဲ့ကိုဆရာကြီးတို့ကရနေကြတော့ဒီကောင်ဆိုတဲ့ကောင်ကလည်းတက်တုံမွဲစားဆိုတော့အင်မတန်မှလဲပါတယ်ဆရာတော်ကလည်းပဲအဲ့ဒီဆရာကြီးယောဂပေါက်နေတဲ့ကောင်တွေကိုနော်ခေါင်းခွေပြီးတော့တပည့်ခံပြီးတော့လူလိုရာတွေကိုသွားတော့တာပေါ့နေတော့ဦးဇင်းတို့ရဲ့တော်လန်ရေးထဲမှာအရာကဒီထောက်ဖို့တွေအများကြီးဒါချွေးနေစာတွေနဲ့ထောက်ဖို့တဲ့ဥစ္စာတွေအလုံးဆုံးရှုံးကုန်တာမမရေးဆိုရင်ဒီဆရာကြီးယောဂရနေတဲ့ကောင်တွေကအခုဟေ့ဆိုရင်တို့မှတကယ်တည်းရိုးသားတဲ့ဟေ့ဆိုရင်တို့ပြည်သူကိုတောင်းပန်ရမယ်အခုမတောင်းပန်တဲ့အပြင်ထပ်ပြီးတော့ကိုတစ္ဆာဖောက်နေကြတာမှန်ပါဗျာဒါတွေကိုပြည်သူလူထုအနေနဲ့ကရန်သူဖြစ်မြင်ကြရမယ်လူကမှားနိုင်တယ်မှားရင်အမှန်ကိုရောက်အောင်ပြင်ရဲတဲ့တတ်သိရှိအောင်မှန်ပါဗျာယနေ့ဟေ့ဆိုရင်တို့ကြောင့်နော်သခိုင်းမှာစိတ်မောင်အကွဲကွဲတွေဖြစ်သွားတယ်ဒေါ်လာကြီးရဲ့တကယ်သိန်းမောင်တောင်းနဲ့သိန်းနဲ့တန်းနဲ့ချီတဲ့ထောက်ဖို့ငွေတွေဆုံးရှုံးသွားတယ်နော်ခဏကပြောခဲ့တဲ့ငကားကိုဖောက်ခံပြီးတော့ပြောနေကြတဲ့ဝါယမတို့ထွန်းကြီးတို့ယနေ့ကြီးမြင့်တို့မြတ်ကျော်တို့မြို့ထိုက်တန်သိန်းတို့အများကြီးပါပဲနော်ကို84မျိုးဆက်ဆိုပြီးတော့လုပ်နေတဲ့ထုံးအောင်ကျော်တို့မှန်ပါဗျာယနေ့တဲ့အထိလည်းပဲဆက်ပြီးတော့မိုက်တွင်းနှက်နေကြတာပါပဲမှန်ပါနော်ခဏပြောခဲ့တဲ့တက်ကမိုးညိုတို့ဒီကောင်းဒီမှာလူယုံမာရဲ့စိတ်ဓာတ်တွေပဲတကယ်ကောင်းတဲ့လူဟေ့ဆိုရင်ဒီလိုမသွားရဘူးကောင်းတဲ့လူဟေ့ဆိုတာမသိလို့မှားမိတယ်ဟေ့ဆိုရင်မှန်ပါပြန်ပြီးတော့တောင်းပန်ရတယ်အမှန်ရောက်အောင်သွားရတယ်အားဖြည့်ရတယ်အခုကတော့တကယ်ကိုမှတစ္ဆာပေါလောက်ကောင်ဖြစ်ပြီးတော့အားလုံးမြင်ကြတဲ့အတိုင်းပဲနော်တို့ရဲ့စစ်တိုင်းမှုတွေဗိုလ်ချုပ်တွေကိုတောင်မှပဲဒီလိုစစ်ရဟန်းရင်နေနဲ့ခန့်ခင်ခဲတာမှမဟုတ်တာငကိုတွေကဒါချိတ်ဆက်ထားပြီးတော့လဝါချင်းရိုက်ပြီးတော့မွေးထားတဲ့ကောင်ကိုကိုယ့်လူကိုပြန်ခေါ်သွားတာပဲဒီလောက်နေထားမှာနော်ယနေ့တဲ့အထိပင်ပိတ်ညင်းပြီးတော့ဆက်လက်ထောက်ခံနေတဲ့ဟေ့ဆိုတာဒါဟာဒေါ်လန်ရေးဘက်မှာမဟုတ်တော့ဘူးဒေါ်လန်ရေးကိုတတ်တမတ်ဖြည့်ဆည်းနေကြတဲ့ပုံကိုယ်တွေပဲဖြစ်တယ်မှန်ပါဗျာဒါကြောင့်မလို့ဦးဇင်းတို့ပြောချင်တာအရာဒေါ်လန်ရေးမှာအဖြူမဲကွဲနေပြီးပြက်ပြက်သားသားရှိကြပါဘာမှအာနာစရာတွေမလိုဘူးအဲ့တော့တို့တွေအနေနဲ့ကလည်းပဲယနေ့အားလုံးပဲသိကြတဲ့အတိုင်းပဲဒေါ်လန်ရေးမှာအားကောင်းနေတယ်ဟေ့ဆိုရင်အားကောင်းတာကိုတို့ဖြည့်ဆည်းမယ်ဖြိုခွဲမယ်နော်ဒါတွေကစစ်အာဏာရှင်ရဲ့လာရောက်ပြီးတော့တက်ချိုတွေးခွဲနော်မွေးထားတာတွေအများကြီးဖြစ်နိုင်တယ်အဲ့တော့မိမိတို့ဟာလုံနေတဲ့လုံရက်တွေနဲ့ပဲကြည့်ပြီးတော့ဦးဇင်းတို့ကအဖြူမဲခွဲကြရမှာဖြစ်တယ်ဒါကြောင့်မလို့တော်လန်ကြီးမှာဒီထက်ပုံမူပြီးတော့မိမိတို့စီးလုံးကြပါညီညွတ်ကြပါကြောရင်ကတ်ထားပါကျန်နာရှင်ကတော့သူကျွမ်းကျင်တာဟေ့ဆိုလို့ကလင်ကကြီးကြတာတက်ဆိုတာတွေးခွဲတာဒါတွေဟာသူတို့တစ်ချိန်လုံးလှုပ်လာတာဖြစ်တဲ့အတွက်ကြောင့်သူတို့အတွက်အကျဉ်းကျင်ဆုံးလုပ်ငန်းတွေဖြစ်ပါတယ်ဒါကြောင့်လို့ဦးဇင်းတို့အနေနဲ့တစ်ဆက်တည်းပြောချင်တာရပါလေဟေ့ဆိုတော့ယနေ့နော်မိမိတို့အားလုံးပေါ့ဦးဇင်းတို့တိုင်းနာကောင်းဆောင်တွေရောနော်အကုန်လုံးယနေ့ဒေါ်လန်နေကြတဲ့သူတွေရောညီငါတဲ့ပုံမိုးပြီးတော့ညီညွတ်နဲ့နော် focus ပြည့်နဲ့အာယုံဆက်ပြီးတော့လုပ်ကြပါကျေးဇူးကြီးမားလာပါတယ်ဗျာဗီဒီယိုဖိုင်အပြည့်စုံတော့
The Voice of Revolution ဓမ္မဖြင့်အာဓမ္မကိုတော်လှန်ခြင်းဓမ္မတာကိစ္စစကားဝိုင်းအပိုင်း84အပြည့်စုံကိုနားထောင်မယ်ဆိုလို့ရှိရင်တော့ The Voice of Revolution မှာတောက်ရောက်နားထောင်နိုင်ပါတယ်ဆိုတော့ကျွန်တော်ကတော့ဆရာတော်မိန်ကြားခဲ့တဲ့တဲကနေပြီးတော့တိုးတုတ်လေးပဲကျွန်တော်မှတ်သားစရာဒီနေ့ဒီအချိန်ခါနဲ့တစ်ထက်တည်းကြာနေတဲ့အတွက်ဆရာတော်မိန်ကြားတဲ့အရေးကြီးတဲ့အချက်လေးကိုကျွန်တော်ကတင်ပြခြင်းဖြစ်ပါတယ်ဆရာတော်မိန်ကြားသွားတဲ့အထက်မှာဖားနဲ့ငါးနဲ့ရန်သူနဲ့မိတ်ဆွေနဲ့ကျွန်တော်တို့ကွဲဖို့လိုတယ်ကျွန်တော်တို့ကတော်လန်ရေးလုပ်နေတာသူတို့အမေလင်စီးပွားရှာနေတာမဟုတ်ပါဘူးဒါကြောင့်မို့လို့တော်လန်တယ်လို့ပြောပြီးတော့စစ်တပ်နဲ့ပေါင်းတဲ့သူကကျွန်တော်တို့နဲ့ရန်သူစစ်တပ်နဲ့ပေါင်းသွားတာပါကျွန်တော်တို့ကိုဇုံကန်ပြီးတော့ပေါင်းသွားတဲ့စစ်တပ်ရန်ဖြစ်တာမဟုတ်ပါဘူးသူနဲ့ကိုနဲ့ပြစ်နေကြတာပါသူနဲ့ကိုနဲ့စစ်အနိုင်တိုက်နေကြတာပါဒါကိုရန်သူနဲ့ပေါင်းသွားတဲ့သူကဘယ်လိုအကြောင်းဖြစ်ဘယ်လိုအကြောင်းပဲဖြစ်သူ့ရဲ့ရုပ်မာမှုနဲ့အောက်တန်းကြမှုဒီလိုလူမျိုးကိုကျွန်တော်တို့ကဘယ်လိုနီးနဲ့မှခွင့်လွှတ်เสียအကြောင်းမရှိတာဒီလိုခွင့်လွှတ်เสียအကြောင်းမရှိတဲ့သူကိုလိုက်ကာပြီးတော့ငကားမှာငကားတီကောင်မှတီကောင်ယနေ့အချိန်ဒီဖြစ်နေတုန်းဖြစ်တဲ့ဝါယမလိုပုဂ္ဂိုလ်ကြီးမြင့်လိုပုဂ္ဂိုလ်မျိုးထိုက်တန်သိန်းလိုပုဂ္ဂိုလ်ခွေးနှိမ်ကြောင်လိုပုဂ္ဂိုလ်ခင်မိုးလိုပုဂ္ဂိုလ်အိုင်ရစ်လိုပုဂ္ဂိုလ်စသဖြင့်ပေါ့ဗျာနာမည်တွေရုပ်ကလည်းတော့အများကြီးပေါ့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာတော်လန်ရေးကိုတကယ်လိုချင်တယ်တော်လန်ရေးကိုတကယ်မြင်ချင်တယ်ဆိုလို့ရှိရင်တော့တက်ကွယ်မြင်နေပါတယ်ဒီပုဂ္ဂိုလ်တွေကကျွန်တော်တို့တော်လန်ရေးဆိုတဲ့2021 Revolution Criminal Court ပြီးတော့မှအရန်ကြောက်နေတဲ့လူတွေဖြစ်တယ်လို့ကျွန်တော်တို့ကတော့ဒီလိုပဲခံယူတယ်ပေးတဲ့ကောင်ဘယ်လိုမြင်လဲဒီလူတွေကတကယ်တော်လန်တဲ့စိတ်ရှိတယ်ဆိုရင်တော့ဒီငကားကစစ်တပ်နဲ့ပေါင်းသွားပြီဖြစ်တဲ့အတွက်လက်ခံစရာအကြောင်းမရှိတော့သလိုပြည်သူကိုသူတို့တွေကအာပေါင်းအာရင်တန်လေကြီးလေကျဲနဲ့ဆက်ပြီးတော့ဂျင်းဆက်မထည့်ပဲနဲ့ပြည်သူကိုနှောက်စိတ်နေလိုက်မယ်ဆိုရင်တော့တာဝန်ကျေတယ်ဒါတော်လန်ရေးကိုမျက်နှာမူတယ်လို့ခံယူလို့ရမှာအခုချိန်ကြီးငကားမမှားသေးဘူးငကားနဲ့ပတ်သက်တဲ့သူတွေကို NUG ကထိန်းသိမ်းတာကိုလည်း NUG ကမှားနေတော့ပဲခုနပြောခဲ့တဲ့ပုံကိုယ်တွေဆိုလို့ရှိရင်လည်းကြည့်သူတို့တွေတောက်လျှောက်စကစကိုတိုက်တယ်ဆိုတာထက် NUG နဲ့ပကဖဘာအလွဲလို့လဲဆိုတဲ့ပြစ်မှုဖြစ်စဉ်ပဲဖော်ထုတ်ပြီးတော့ပြောနေဆိုနေတာပါဆိုတော့တေချာတာတခုကဒီအကောင်တွေကတော်လန်ရေးကမဟုတ်ဘူးတော်လန်နေတာမဟုတ်ဘူးတော်လန်ရေးကိုကူနေတာမဟုတ်ဘူးတော်လန်ရေးနှောင့်နေအောင်တော်လန်ရေးကြီးရှိမရအောင် NUG ရဲ့လှုပ်ဆောင်ချက်တွေရို့ရွေးအောင်ပျက်စီးအောင်နှောင့်နေအောင်ခြေထိုးခံတာမဟုတ်ဘူးမမှားဘူးဆိုလို့ရှိရင်ခွေးနှုံကြောင်ပါဇက်ကအမြဲတမ်းပြောနေတဲ့စကားသူကိုယ်တိုင်လုပ်နေတာလို့ပြောရမှာစစ်ကောင်စီကစနစ်တကျလွှတ်ထားတဲ့အကောင်တွေပဲဖြစ်မှာကြည့်ပါတော်လန်ရေးကိုရှေ့မူပြီးတော့နောက်ဆုံးစင် NUG မှားနေတယ်ဆိုဖေးပါးမနဲ့တွန်းထိုးပြီးတော့ကျွန်တော်တို့က post လောက်ကမှာကျွန်တော်တို့ကိုယ်တိုင်လည်းပြောပါတယ်မှားတဲ့ဥစ္စာတွေဆိုတချို့ကိစ္စတွေကျွန်တော်တို့ကထိမ့်သိမ်းထားရပါတယ်ဘာလို့လဲတော်လန်ရေးရဲ့မြားဦးဖြစ်နေပါတယ်တစ်ဖက်ကဝင်းသားစရာအကြောင်းကိုတော့မရှိဘူးဒါပေမဲ့ကျူးလွန်တဲ့သူကတော့ကျူးလွန်တဲ့အဖြစ်ကိုခံစားရမှာပဲမရိမှုကျူးလွန်တဲ့မရိမှုကျူးလွန်တဲ့အတွက်ကျွန်တော်တို့ကထားလို့မရဘူးထိုက်တဲ့ပြစ်မှုကိုတော့ပေးရမှာပဲမကြည်ပါမှုထိုက်တဲ့အရေးယူမှုကိုရအောင်တော့ကျွန်တော်တို့ကဆက်သွားရမှာဒါပေမဲ့ဒါကိုပဲမဖြစ်မနေမရအောင်လုပ်အောင် justice တရားရုံးကြီးတစ်ခုထောင်ပြီးတော့လုပ်တယ်လို့မျိုးစိတ်ကူးရင်ဆန်ဆန်နဲ့အာပေါင်းအာရင်တန်နဲ့ NUG နဲ့ຫນွေဦးတော်လှန်ရေးကိုကြောက်ချပြီးတော့ခြေထိုးလှဲနေတာပါ
နှောင်နှေးအောင်လုပ်နေတာမိတော်မှာဆိုလို့ပါပိတ်သက်ကိုကျွန်တော်ပြောမယ်ဒီပုဂ္ဂိုလ်တွေကတော်လန်ရေးကြီးပြီးွားမှာအရန်ကြောက်တဲ့ပုဂ္ဂိုလ်တွေစစ်တပ်ကနေစနစ်တကျနဲ့တစ်မျိုးနဲ့တစ်မျိုးမဟုတ်ရင်လွတ်ထားတဲ့ပုဂ္ဂိုလ်တွေဖြစ်ကိုဖြစ်ကဝါယမထွန်းကြီးမိုးသီးစွန်ကြီးမြင့်တက်ကမိုးညိုခွေးနှိမ်ကြောင်စတဲ့လူတွေသူတို့ရဲ့လုပ်ရက်နဲ့ပြောဆိုမှုတွေကြည့်လိုက်ပိတ်သက်တော်လည်းရင်အောင်မြင်ဖို့အတွက်စကားတစ်လုံးဘယ်တစ်လုံးကဘယ်တရင်တက်ဖွဲ့ကိုဘလို့ကူညီခဲ့လဲတော်လည်းရေးကြီးနှောင်နေအောင်တော်လည်းရေးဆိုတဲ့စကားကိုသာပြောတယ် UNG မကောင်းကြောင်းနဲ့ UNG နဲ့ PDF ပကဖပါသုံးလုံးပေါ့နော်မကောင်းကြောင်းရုပ်ရင်းနေတာတွေမှားနေတာတွေလွဲချော်နေတာတွေကိုအမြဲတမ်းထောက်ပြတာအမြဲတမ်းကိုထောက်ပြတာရှာပြီးတော့ထောက်ပြတာကောင်းကြောင်းကိုလုံးဝမပြောဘူးเนาะ UNG တီထောင်လာလို့ကဘာအရက်ရက်မှာ legitimacy ရလို့ကဘာအရက်ရက်ကဝင်ကြီးဝင်ချုပ်တွေနဲ့တွေ့ရတာနိုင်ငံရေးအရှိန်မြင့်လာတာလူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်တွေထိရောက်လာတာဗန်စနစ်တွေစနစ်တကျနဲ့အစိုးရတရက်ရဲ့အင်္ဂါစဉ်နဲ့ညီအောင်ဆောင်ရွက်နိုင်တာတွေကိုလုံးဝတခွန်းတကဘာသာမှမပြောဘူးတော်လည်းအင်အားစုတွေဒုက္ခတွေကိုမပြောဘူးပါသုံးလုံးတွေကျူးလွန်တယ်မကျူးလွန်လည်းကျူးလွန်ဆွဲတယ်မရရအောင်အဲ့ကိစ္စကိုဖော်တယ်ဘာလို့လဲတော်လန်ရေးကြီးနှောင်နှေးအောင်လုပ်နေတဲ့အတွက်ဒီပုံကိုယ်တွေကကျွန်တော်တို့တော်လန်ရေးရဲ့တကယ့်အန်ဒီအကောင်တွေပါပဲလို့ထပ်လောင်းဖြစ်ဆွရင်းနဲ့ကိုလင်းပြောတာမှားနေမလားထပ်ပြီးတော့လေကိုလင်းကဖြစ်ဆွချင်တာကအဲ့ဒီပုံကိုယ်တွေခုနကျွန်တော်ပြောတဲ့ပုံကိုယ်တွေပေါ့အဲ့ဒီပုံကိုယ်တွေအောက်မှာကွန်မန့်တွေတွားရေးပြီးတော့ဟီဟာပျော်နေကြတဲ့ပုံကိုယ်တွေကိုတွားကြည့်လိုက်90%ကစစ်တပ်ထောက်ခံတဲ့လူတွေနော်ဒီလူတွေကွန်မန့်တွေရေးပြောဆိုဆွေးနွေးတဲ့ဒီကြားထဲမှာဘသူတွေပါလဲ UNG ကိုဘာဖြစ်ဖြစ် UNG ကိုတိုက်ခိုက်မယ်ဆိုတဲ့လူအတန်းစားတွေပဲများတယ်အဲ့တော့အဲ့ထဲမှာကျွန်တော်တို့တော်လန်ရေးအောင်ကျင်တဲ့လူတွေတော်လန်ရေးကိုတကယ်မျက်နှိုးတဲ့သူတွေမပါစေချင်ဘူးမပါကြပါနဲ့ social punishment လုပ်ကြပါ boycott လုပ်ကြပါကျွန်တော်ပြောတာမှားနေရင်လဲကျွန်တော် boycott လုပ်သွားပါကျွန်တော်တော်လန်ရေးကလွဲလို့ကြံတဲ့အရာကိုကျွန်တော်တို့ကရှေ့စုတာမဟုတ်တော်လန်ရေးကလွဲရင်ကြံတာကိုဖွဲ့စကွဲတက်လဲကျွန်တော်တို့ကထားတဲ့လူတွေအဲ့တော့တော်လန်ရေးနဲ့လွဲနေတဲ့လူတွေကိုလည်းကျွန်တော်တို့ကဖယ်ခွာပစ်ကမှာဖြုတ်ပစ်ကမှာခြေမုံပစ်ကမှာဖြောက်ပြက်ပစ်ကမှာဒွန်တွဲပြီးတော့အမိုက်လိုမျိုးတွဲမလာဖို့ကျွန်တော်တို့ကရှင်းပြရမှာလဲကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်တယ်ဒါမှလည်းကျွန်တော်တို့သွားကျင်တဲ့လမ်းကိုဖြောင်းအောင်ပြီးရောက်မယ်ကျွန်တော်ပြောချင်တာက UNG အလုံးစုံမှန်နေတယ်လို့ကျွန်တော်မပြောပါဘူး UNG အလုံးစုံတော်နေတယ်လို့ကျွန်တော်မပြောပါဘူး UNG မှာအပြစ်ရှိနိုင်ပါတယ်ရှိပါတယ်တချို့နေရာတွေဆိုလို့ရှိရင်အပြစ်ကိုတော်တော်ကြီးကြီးမားမားရှိတယ်ဒါပေမဲ့အချိန်နေနဲ့အချိန်ခါရကျွန်တော်တို့ခိတ္တထားပြီးတော့တော်လန်ရေးကိုရှေ့ပြီးတော့ရှေ့ကိုရောက်အောင်သွားပြီးပြက်သားထင်ပေါ်အရေးယူပြစ်မှာပါအရေးယူအောင်လဲဆောင်ရွက်မှာမရအောင်အရေးယူမှာဒါကကျွန်တော်တို့ရဲ့စိတ်ထားဒါပေမဲ့အခုချိန်မှာတော့ UNG ကကျွန်တော်တို့တော်လန်ရေးရဲ့မြားဦး UNG ကိုတိုက်ခိုက်ခြင်းကတော်လန်ရေးကိုတိုက်ခိုက်ခြင်းပဲ UNG ကိုဖောင်းထုတ်ခြင်းကတော်လန်ရေးကိုဖောင်းထုတ်ခြင်းပဲ UNG မှားတာကိုအပြစ်ပြောတာကိုမပြောဘူးကျွန်တော်လည်းပြောမှာပြောကြရမှာ UNG ကိုအလုံးစုံမျက်လုံးမိတ်ပြီးတော့ဂျုံပေးဖို့ပြောတာမဟုတ်ဘူးတခါတရံတော့ပြောဖို့နေ့တိုင်းပြောတဲ့စကားက UNG ပဲတောက်ပစ်တင်နေတဲ့အောက်တန်းစားတွေကိုတော့ကျွန်တော်တို့ဒီတော်လန်ရေးကနေဖယ်ခွာပြစ်ဖို့လိုတယ်လို့အကြံပြုရင်းနဲ့ကိုလင်းပြောတာမှားနေရင်လေကိုလင်းကို social punishment လုပ်ပါကိုလင်းပြောတာမှန်လို့ရှိရင်လေ yes ဆိုတဲ့ comment လေးတစ်ခုတော့ပေးသွားပါပြီးတော့ကိုလင်းကိုဘာပြောစီချင်တာလဲအကြံဉာဏ်လေးလည်းပေးပါဘယ်ခေါင်းစဉ်လေးတွေဒါမှမဟုတ်ရှင်ဘယ်လူတယောက်ကိုပြောစီချင်တာအဲ့ဒါမျိုးကြီးလည်းအကြံပေးပါလို့ကျွန်တော်တောင်းခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်အရေးတော့အောင်ကိုအောင်ပါမယ်ဗျာ